တခါတော့ကမြစ်ကမ်းဘေးမှာပရွက်စိတ်လေးဇူဇူနဲ့ခုံငက်လေးပီယာဆိုတဲ့မိတ်ဆွေနှစ်ယောက်နေထိုင်ကြပါတယ်။ဇူဇူကမိုးရာသီအတွက်အစားအစာစုဆောင်းမှုနေတိုင်းစူးစမ်းအလုပ်လုပ်ပါတယ်။ပီယာကတော့ကစားရတာကိုသဘောကျပြီးပန်းပွင့်တွေကြားလက်ပြတွေလိုက်ဖမ်းကစားနေတတ်ပါတယ်။မိုးရာသီရောက်လာတဲ့အခါပီယာမှာအစားအစာမရှိတော့ပါဘူး။အရန်စာလောင်နေပါတယ်။အဲ့ဒီအချိန်မှာဇူဇူကကိုစုထားတဲ့အစေးဆန်တွေကိုပီယာနဲ့မျှဝေပေးလိုက်ပါတယ်။အဲ့ဒီကစပြီးသူတို့ရဲ့မိတ်ဆွေချစ်ကြည်ရေးကပိုပြီးနှက်ဆိုင်လာပါတယ်။တနေ့မှာတော့ဇူဇူဟာမတော်တဆမြစ်ထဲကိုကျသွားပါတယ်။ပီယာကချက်ချင်းသတိထားမိပြီးရွက်တရွက်ကိုယူလာကဇူဇူကိုကယ်တင်ပေးလိုက်ပါတယ်။နောက်တစ်ခါမှာမူဆိုးတယောက်ကပီယာကိုဖမ်းဖို့ကြိုးစားလာပါတယ်။ဇူဇူကကိုမစိုးရိမ်ပဲမူဆိုးကိုတိုက်ခိုက်ပြီးပီယာကိုကာကွယ်ပေးလိုက်ပါတယ်။အရွယ်အစားမတူကြပေမဲ့သူတို့ရဲ့မိတ်ဆွေချစ်ကြည်ရေးကအရန်ခိုင်မာပါတယ်။သင်ခန်းစာမိတ်ဆွေကောင်းဆိုတာအရွယ်အစားမကြည့်ပဲအခက်ခဲချိန်တိုင်းအချင်းချင်းကူညီပေးတတ်တာပါ။